Chapter 66အစမှာနတ်သမတော်တနေရာမှာလူ3ယောက်ဟာရှိနေကြပြီးကောင်မလေးတယောက်ဟာပထမတစ်ပတ်ကုတခင်ကြီးကလုံနဲ့အနိုင်ရပြီးရှေ့ဟောင်းမြင့်မြတ်တဲ့သူတွေကိုခြောက်ချသွားတယ်ဆိုတာကြားလိုက်ရလားသူကကျမတို့အားလုံးအတွက်စံပြပုဂ္ဂိုလ်တူပဲလို့ပြောဆိုနေပြီးနောက်ကောင်မလေးတယောက်ကမှန်တယ်ပထမတစ်ပတ်ကုတခင်ကြီးကစွာကြီးမယုံနေတာမကောက်သူကျင်ရတော့လေအရန်ကြီးဥစားရလို့ကြားရတယ်ပြီးတော့အရေးကြီးဆုံးက तू ကအရန်ချောတယ်လေလို့ပြောလိုက်ပြီးနောက်တစ်ယောက်ကလည်းဟမ်သူ့အလားတွေနဲ့လက်စားတာမခံနဲ့ဟန်ဆောင်နေတာပဲဖြစ်ကောင်းဖြစ်နိုင်မယ်သူ့ကိုကြည့်ရတာလူကောင်းတယောက်မဟုတ်ဘူးနဲ့တူတယ်လို့မနာလိုတဲ့ပုံစံနဲ့ပြောနေပါတယ်သူ့စကားကြောင့်ကောင်မလေးတယောက်ကစီနီယာအကိုကြီးကသူ့ကိုမနာလိုတဲ့လေတံထွက်နေတယ်လို့ပြောလိုက်ပြီးနောက်တစ်ယောက်ကလည်းမှန်တယ်လို့ထောက်ခံနေကြတော့ထိုသူကတင်းနေပြီးရှက်ကိုရှက်ကားနဲ့မင်းတို့နှစ်ယောက်လို့ဆိုကလိုက်ပြီးထုနေပါတယ်ဒီလိုနဲ့နတ်သမတိုက်ထဲကမြို့တစ်မြို့မှာလူတစ်ယောက်ဟာရောက်ရှိလာပြီးထိုသူကဒီတလောအချိန်အတော်ကြာလဲပတ်နေတာနဲ့ဆိုရင်ငါနောက်လိုက်တဲ့သူတွေကလမ်းပြောက်သွားမယ်ထင်တာပဲဟုတ်တယ်မလားဆိုကအနောက်လေးကြည့်နေပြီးဒါပေမဲ့လုံးသားထဲမှာတကူကူကြောက်မတက်မတာဖြစ်နေတော့မယ်ဘူချမ်းကိုကလုံးသားရဲ့အလောင်းသူ့ကျင်ရတော့ထံကိုပေးအပ်တယ်ဆိုတာလုံးဝမထင်ထားမိဘူးဒီတဲ့င်းကိုအတုံးချပြီးငကားမျိုးနွယ်ရဲ့ကျေးဇူးတင်မှုကိုရယူပြီးအခွင့်အရေးတကူကူရှာလို့ရကောင်းရနိုင်မယ်ဒီမှာရှိတဲ့ငါမျိုးနွယ်ကိုဆက်သွယ်ပြီးသူတို့စီကအကူအညီတောင်းမယ်လို့တွေးနေပါတယ်ဒီလိုနဲ့ဘူချမ်းကိုတို့အဖွဲ့ဟာခုနကောင်မလေးရဲ့နောက်လိုက်နေကြပြီးဘူချမ်းကိုကဒီလောက်ရက်ချအောင်ပြေးလွှားပြီးနောက်ဆုံးမှာတော့ရက်သွားပြီးလုံးတိုင်းရဲ့အလောင်းကယတနာတဘာဖြစ်တယ်ဒီတဲ့င်းကိုဒီလိုမျိုးအပြင်ကိုယူစိတ်သွားအောင်ဘယ်လိုလုပ်နိုင်မှာလဲလို့ပြောလိုက်ပြီးဘူချမ်းကိုကဒါပေမဲ့အကျိုးမြတ်မရှိပဲဒီလိုလုပ်တော့မဖြစ်နိုင်ပါဘူးငါလုပ်နေတဲ့အကြောင်းယူမင်ခုံသိအောင်နီလန်းတကူကူရှာရမယ်လို့ယူမင်ခုံကဘူချမ်းကိုကျေးဇူးတင်ပါတယ်ယောက်ျားဆိုပြီးယူမင်ခုံချွဲပြီးပြောနေတာကိုမြင်အောင်နေပါတယ်ဘူချမ်းကိုကမြို့တစ်မြို့လုံးပိတ်ဆို့ပြီးထွက်လာတဲ့သူတိုင်းကိုတပ်ပစ်လိုက်လို့အမိတ်ပေးလိုက်ပြီးဘူချမ်းကိုနဲ့လိုက်ပါလာတဲ့သူတွေကဟုတ်ကဲ့တခင်ငယ်လို့ပြောလိုက်တယ်ဒီလိုနဲ့သူမျိုးတွေကအိမ်တအိမ်မှာအတော်ကြီးဒီမှာဘာလုပ်နေတာလဲလို့ပြောဆိုနေကြပြီးအခုနထွက်ပြေးလာတဲ့သူကသူနေရာမှာရှိနေကသူအမျိုးသမီးကစူအားတို့နှစ်ယောက်လုံးဒီမှာဘာလုပ်နေကြလဲဆိုကကလေးနှစ်ယောက်မေးလိုက်တယ်ကလေးတစ်ယောက်ကကူချမ်းကိုဆိုတာလူသားတစ်ယောက်ပဲသူဘလို့အကြံစီတွေနဲ့အနံရခဲ့တယ်ဆိုတာမေးလိုက်ပြီးနောက်တစ်ယောက်ကလည်းအတော်ကြီးကတီเจ้าတီးလို့လာတာလုံးနှံအကူကြီးကတကယ်ပဲတည်ဆုံးသွားတာလားလို့မေးလိုက်တယ်သူမကလည်းထိတ်လန့်နေပြီးဒီเจ้าတွေကိုဘာလို့ငါ့ကိုမေးနေကြရလဲပြီးတော့ဒီနေရာမှာလူတွေကဒီလောက်ဘာလို့စုနေကြရလဲလို့မေးလိုက်တယ်ကလေးတစ်ယောက်ကလည်းလုံးနှံတခင်ရဲ့အတွက်အညိုးပြေဖို့ကူချမ်းကိုဘလို့တိုက်ရမလဲဆိုတာတိုင်ပင်နေကြရလို့ပြောပြလိုက်ပြီးနောက်တစ်ယောက်ကလည်းကူချမ်းကိုဆိုတာပြင်ပလူသားတစ်ယောက်ပဲသူ့စွမ်းအားကလုံးနှံတခင်ရဲ့တဲ့များစွာနှိမ့်ကြမယ်ဆိုတာသိကြတယ်သူကသူ့ကိုတတ်ဖို့ကောက်ကျစ်တဲ့နီလန်းတွေကိုတုံးလို့ပဲလို့ပြောလိုက်ပြီးနောက်တစ်ယောက်ကလည်းကူချမ်းကိုကသူနောက်ကနေတိုက်ခိုက်ခဲ့လို့ဒါသူ့ကိုတတ်နိုင်တာပါတေချာရင်ဆိုင်တိုက်ခိုက်ခဲ့ရင်တေဆုံးသွားတာသူဖြစ်မှာလို့ပြောနေကြပါတယ်သူမဟာသူတို့စကားကြောင့်အသေးပင်မရှိပဲမပြောကြပါနဲ့ကူချမ်းကိုရဲ့စွမ်းအားတကယ်ကိုထူးချွန်တယ်သူဟာမင်းတို့ပြောနေတဲ့အတိုင်းအတာနဲ့တတ်ဖို့မလွယ်ကူတဲ့သူမျိုးပါလို့ပြောပြလိုက်ပြီးသူမစကားကြောင့်သူတွေကဒီမှာငါတို့အများကြီးရှိတယ်ငါတို့အားလုံးဟာမျိုးဆက်တွေရဲ့ထိတ်တန်းပါရမီရှင်တွေပဲသူ့ကိုဘာလို့ကြောက်ရမှာလဲဟမ်လုံနဲ့တခင်အတွက်အညိုးဖြေဖို့သူ့ကိုတိုက်ရမယ်မှန်တယ်ကူချမ်းကိုတိုက်ရမယ်ကူချမ်းကိုတိုက်ရမယ်လို့အော်ဟစ်နေကြတာကိုသူမကကြည့်နေရင်မင်းတို့အားလုံးပြောတာမှန်တယ်ငါလည်းစစ်မြေပြင်မှာပါခဲ့တယ်ဒီရုံမာတဲ့လူသားကမတရားတဲ့နီလန်းအမျိုးမျိုးတုံးခဲ့တယ်လုံနဲ့ဟာသူ့ကိုပြန်တိုက်ခိုက်ဖို့အချိန်တော့မရခဲ့ဘူးမတရားပဲတည်ဆုံးသွားရတယ်လို့စိတ်မကောင်းစွာနဲ့လိန်ပြီးပြောပြလိုက်တယ်ဒီလိုနဲ့အနောက်ကနေရုတ်တရက်ကူချမ်းကိုရောက်လာပြီးသူတို့စကားကြောင့်လက်ခုပ်တီးပေးလိုက်ကကြည်နူးဖွယ်စကားပါပဲမင်းတို့ဖွင့်ရွက်ပြောနေတဲ့ဇက်လန်းဟာစိတ်ဝင်စားဖို့ကောင်းလိုက်တာငါ့ကိုလည်းနားထောင်ခွင့်ပေးပါဦးလို့ပြောလိုက်တယ်ကူချမ်းကိုစကားကြောင့်လူတယောက်ဟာမင်းကဘာတူလဲငါတို့မျိုးနွယ်ရဲ့အနေမြေထဲဝင်ခွင့်မရှိပဲဝင်ရဲတာဘယ်သူခွင့်ပြုလိုက်တာလဲလို့မေးလိုက်ပြီးကူချမ်းကတိတ်နေဆိုကအချက်ပြလိုက်ပြီးငါရဲ့သူဟောင်းမိတ်ဆွေတွေအများကြီးစုယုံနေကြတယ်ထင်တယ်ငါရောက်လာတာကိုအရန်အားတင်းနေကြရလားလို့မေးလိုက်တယ်ထိုမင်းကလေးကတခင်ရဲ့မင်းကကျမတို့အနှင်းငယ်ကိုကစားနေတာလားလို့မေးလိုက်ပြီးကူချမ်းကဘာလို့ငါပေါ်မှာထိုင်ပြီးဝိုင်းတောက်ဖို့ငါ့ကိုမဖိတ်ဘူးလားလို့မေးလိုက်တယ်ကလေးတယောက်ကလည်းအတော်ကြီးဒီလူကဘာတူလဲလို့မေးလိုက်ပြီးထိုမျိုးသမီးကလည်းသူဟာနောက်ထပ်ထပ်မမေးပါနဲ့လို့ပြန်ဖြေလိုက်တယ်ဒီလိုနဲ့ကူချမ်းကအရှိကိုရှောက်လာပြီးဝိုင်းရနံ့ကိုရမိပြီလို့ဆိုကရုတ်တရက်သူတို့ရှိကိုလင်းမြန်စွာနဲ့ရောက်ရှိသွားကထိုအိမ်ကသူတွေကလည်းကြောင်သွားပြီးကူချမ်းဒီဝိုင်းကတော်တော်လေးကောင်းတယ်နှက်သက်ဒီမျိုးစုံနဲ့ချက်ထားတာပဲထင်တယ်လို့ဆိုကဝိုင်းကိုထဲနေပါတယ်ထိုအိမ်ကသူတွေကလည်းကူချမ်းကိုအပြုမှုကြောင့်ဒါကရှေ့ဟောင်းမြင့်မြတ်တော့တိုက်ကြီးမှာပဲရှိတဲ့ထူးခြားတဲ့ဝိုင်းပဲပြင်ပလူတွေတောက်ဖို့မတင်တော့ဒီလူရုပ်မှာအာနာတတွေဖြစ်နေတဲ့လူသားသူတို့အားလုံးဟာဒီရုပ်မှာတဲ့ကူချမ်းကိုလိုပဲစောင့်ကြည့်နေပါဒီလိုလုပ်ရင်ငါတို့ရဲ့ဒေါ်ရကိုခံရလိမ့်မယ်လို့ဆိုကပြောဆိုနေကြပြီးကူချမ်းကလည်းအေးစီးထိုင်နေကမင်းတို့အားလုံးပြောတာမှန်တယ်ကူချမ်းကတကယ်ကိုရုပ်မာတဲ့လူသားပဲ
ပြီးတော့ငါထင်တယ်လို့ဆိုရင်သူဟာအပြစ်မဲ့သူတွေကိုတတ်ဖို့ကြိုက်တယ်အထူးသဖြင့်သူ့နောက်ကနေမကောင်းပြောတဲ့သူတွေပေါ့ငါပြောတာမှန်တယ်မလားလို့သူတို့စိုက်ကြည့်ပြီးပြောလိုက်တယ်ဒါနဲ့ခုနထွက်ပြေးလာတဲ့သူမကြောက်လန့်နေပြီးဒူးထောက်ချလိုက်ကတခင်ရဲ့ဒါမမှန်ပါဘူးဒါတွေကတခင်ရဲ့ဂုံသတင်းကိုဖျက်ဆီးဖို့ရည်ရွယ်ပြီးဖြတ်ဝင်ထားတဲ့ကောလာဟာလသတင်းတွေပါတခင်ရဲ့ဒါတွေအမှန်လို့မယူဆပါနဲ့တခင်ရဲ့နဲ့လုံနှန်းတို့ကွာခြားချက်ဟာပိုးစွန်းကျူးနဲ့လှပြည့်ဝန်းလုံပါပဲလို့ပြောနေတာလူသူတွေရတယ်ကြောင်ကြီးနေပြီးကလေးတယောက်ဟာအတော်ကြီးဘာလုပ်နေရလဲဘာသိပင်မှမရှိတဲ့ဟာတွေပြောနေတာလေလို့ပြောလိုက်ပြီးနောက်ကလေးတယောက်ကလည်းအတော်ကြီးဘာလို့လုံနှန်းတခင်ရဲ့နာမည်ကိုညစ်ပတ်အောင်လုပ်နေတာလဲလုံနှန်းတခင်ရဲ့ကျွန်တော်တို့ရှေ့ဟောင်းမြင့်မြတ်သောမျိုးနွယ်ရဲ့လူသားများထက်ခေါင်းဆောင်ပဲသူဘယ်တော့မှလူသားတယောက်စီမှာအရေးမနှိပ်ပါဘူးလို့ပြောလိုက်ပြီးကူချန်းကိုကလည်းမှန်တယ်ဘာသိပင်မှမရှိပဲပြောနေတာလေငါလိုကူချန်းကိုကလုံနှန်းနဲ့ညီမျှနိုင်လို့လားလို့ပြောလိုက်တယ်ကူချန်းကိုစကားကြောက်ထိုးသူတွေကထိတ်လန့်သွားပြီးဘာပြောတာလဲသူ့ကိုယ်သူကူချန်းကိုလို့ပြောတယ်ဆိုကပြောဆိုနေကြပြီးကူချန်းကိုကမင်းတို့အားလုံးငါ့ကိုရှာကြတယ်ဆိုတာငါကြားရတယ်အကြောင်းပြချက်ကိုသိချင်ပါတယ်လို့မေးလိုက်ပြီးထိုသူတွေကကူချန်းကိုဒေါ်လာထွက်နေကြပြီးမင်းကိုရှာဖို့ဘလို့ရှာမှမသိဖြစ်နေတာသူကိုယ်တိုင်ငါတို့နေမြေထဲဝင်လာမယ်ဆိုတာမယုံနိုင်စရာပဲအတူတူတတ်လိုက်ကြအောင်လို့အော်ကတိုက်ခိုက်ဖို့ပြင်ဆင်နေကြပြီးအခုနမင်းကလေးကတတိထားပါမလုပ်ပါနဲ့လို့အော်ပြောလိုက်ကထိုသူတွေကလည်းသူမစကားကိုနားမထောင်ပဲကူချန်းကိုနောက်ပြေးတိုက်ခိုက်နေကြပြီးသူမကူချန်းကိုမင်းမမချင်တဲ့ချက်ရှိရင်ငါစီပဲပြောပါကျေးဇူးပြုပြီးငါတို့မျိုးနယ်လူငယ်တွေကိုခွင့်လွှတ်ပေးပါလို့အော်ပြောလိုက်တယ်ကူချန်းကိုကသူမကိုမင်းကသူတို့ခွင့်လွှတ်ခိုင်းတာလားဒါပေမဲ့သူတို့ကငါ့ကိုတတ်ဖို့ကြိုးစားနေကြတယ်ဒါဆိုဘသူကငါ့ကိုခွင့်လွှတ်မှလဲလို့ပြောလိုက်ပြီးကူချန်းကိုကစွမ်းရင်တချို့ထုတ်လိုက်ကသူတို့အားလုံးတပ်ပစ်လိုက်ရုံပဲလို့ပြောလိုက်ပြီးထိုအိမ်ကနေပဒင်းပေါက်တွေဟာပောက်ကွယ်ထွက်လာနေကနောက်ပဒင်းပေါက်တစ်ပေါက်ကလည်းထပ်ပေါက်ကွယ်ထွက်နေပြီးတအိမ်လုံးအထိအကုန်စုပ်ပြတ်တတ်ကုန်ကထိုအိမ်ထဲကနေနာကျင်စွာအော်ဟစ်တန်နဲ့ဒါဘလို့ဖြစ်နိုင်မှလဲတကယ်ပဲလို့ဆိုကအထဲကနေလူတွေအကုန်လုံးတပ်ပစ်တာကိုခံလိုက်ရပြီးအပြင်အထိပါလွန့်ထွက်လာနေကထိုအိမ်တစ်ခုလုံးလဲစွမ်းအိမ်များစွာနဲ့ပြည့်နှက်သွားပြီးပောက်ကွယ်ထွက်သွားကတအိမ်လုံးကပြိုကျပျက်စီးသွားပါတယ်ဒီလိုနဲ့ကူချန်းကိုကခုနကကောင်မလေးရဲ့လေပင်ကိုညှစ်ထားလိုက်ပြီးသူမတက်ပါနဲ့လို့ပြောနေပြီးကူချန်းကိုကမင်းမမြင်တဲ့နောက်မြင်သွားတယ်ဒါဆိုငါမင်းကိုတတ်ဖို့မင်းငါ့ကိုအပြစ်တင်လို့ရမလားလို့ပြောလိုက်ပြီးသူမကျမရဲ့တာဝန်ကျေစိတ်ကိုဆွဲကင်ပြီးကျမကိုကျိန်ဆိုပါတယ်ဒီအကြောင်းဘယ်သူမှပြောမှမဟုတ်ပါဘူးကျေးဇူးပြုပြီးကျမကိုခွင့်လို့ပါလို့ပြောလိုက်တယ်ကူချန်းကိုကတစ်ချက်ပြုံးလိုက်ပြီးတာဝန်ကျေစိတ်နဲ့ကျိန်ဆိုမှုထက်တေသူကိုပိုယုံတယ်လို့ဆိုကသူမရဲ့လေပင်ကိုညှက်ကတတ်ပစ်လိုက်ပြီးထိုသူရဲ့အလောင်းကြားထဲကိုပစ်ချလိုက်ပါတယ်ဒီလိုနဲ့ထိုအိမ်ရဲ့အပြင်ဘက်မှာခေါမိုးတနီယာကလူနှစ်ယောက်ဟာထိုအဖြစ်အပျက်ကိုမြင်သွားပြီးတယောက်ဟာဘာဖြစ်သွားရလဲဘာလို့သွေးအနှံ့တွေကအရန်ပြင်းနေရလဲလို့ပြောလိုက်ပြီးနောက်တယောက်ကလည်းအဲ့ဒါလူသားတယောက်နဲ့တူတယ်မြန်စုပ်ကင်လဲကြလို့ဆိုကကူချန်းကိုအနာကိုပြေးလာနေကြပြီးကူချန်းကိုကထွက်သွားနေတာကိုမြင်ကသပင်အနီနဲ့မင်းကလေးကရက်လိုက်လို့အော်ပြောလိုက်ပြီးနောက်တယောက်ကလည်းဒီအယုတ်မှာကောင်းလို့ပြောလိုက်တယ်ကူချန်းကိုကသူတို့နှစ်ယောက်တစ်ချက်အလဲကြည့်လိုက်ပြီးအိုးသူတို့ငါ့ကိုမြင်သွားပြီလို့ဆိုကထွက်သွားလိုက်ပြီးသပင်အနီနဲ့မင်းကလေးကသူကဘာလုပ်လဲငါတို့နေမြေထဲမှာလူတက်ရဲတာဒါလုံးဝတီးခံလို့မရဘူးဆိုက chapter 66ကဒီမှာတင်ပြီးသွားပါတယ်